ကျွန်တော်ဒီနေ့စိတ်တွေရမ်းမောကြနေတယ်ကျွန်တော်ဘာကြောင့်လဲနိုင်တော့ကျွန်တော်ပြောပြချင်တယ်ကျွန်တော်တနေ့သားရွယ်မှာကျွန်တော်ဖိနေမိသူတို့အိမ်တော်ရေးပြိပခဖြစ်ပြီးတော့လမ်းခွဲသွားတယ်ကွဲသွားတယ်ပေါ့အဲ့ရွယ်တွေကကျွန်တော်အဖိုးဖွားအတော်ဦးလေးအဖေနဲ့အခုလိုလှုပ်ပြီးလုံနေအောင်ကျွန်တော်သူတို့ပဲစောင့်ရှောက်ပေးခဲ့တယ်ကျွန်တော်မအောင်မြင်ခင်မှာပဲကျွန်တော်ပတ်စံမရှာနိုင်ခင်မှာအဖေရောအဖိုးရောဦးလေးရောဆုံးသွားတယ်သူတို့ဆုံးသွားတဲ့အချိန်မှာနောက်ဆုံးချိန်ခရီးထိကျွန်တော်မတော်ဘူးမရှိရအောင်ကျွန်တော်ဘွဲလက်ခံထားတဲ့ပြိတ္တတွေကိုဖြောပြနေရတာနဲ့ကျွန်တော်မတော်နိုင်ခဲ့ပါဘူးအခုလိုတစ်ခါလေတယောက်တည်းနေတဲ့အချိန်ကြာရင်တော့စိတ်ထဲမှာအားငယ်တယ်ဘယ်လိုပြောရမလဲမသိဘူးသူတို့တွေကိုနားမရှိသေးခြင်းတယ်အနားမရှိသေးခြင်းလဲဆိုတာကျွန်တော်အလုပ်တွေကိုလုပ်ပေးဖို့မဟုတ်ဘူးကျွန်တော်တယောက်တည်းလည်းပတ်စံရှာနိုင်တယ်မိသားစုလည်းထောက်ပံ့နိုင်တယ်ကျွန်တော်အဖွဲ့သားတွေကိုလည်းကျွန်တော်လုပ်ချွေးနိုင်တယ်အလူတန်းတွေလည်းကျွန်တော်လုပ်နိုင်ပါတယ်မင်းတညာလုံးလုံးထားတာအခုချိန်ထိမအိပ်သေးဘူးလားဆိုပြီးသူများတွေရဲ့မိဘတွေလို့ကျွန်တော်စူးစီးချင်တာကျွေးမွေးခဲ့လူလာမြောက်တဲ့ဘဝပေးချင်ဒီလူပုံလဲလမ်းမှာမျက်စိလဲလောကလဲတပင်းကကျွေးတဲ့တမင်းနဲ့တပင်းကပေးတဲ့ဝတ်ချင်စင်နေနဲ့ကိုယ်ဘဝပေးချင်ဒါအဖေပေးတဲ့ကျွန်တော်အတွက်အမွေလိုပဲမယူရဲတယောက်တည်းလျှောက်တယ်ကျေးဇူးဆက်ချင်ဘဝကရဲ့တဲ့စိတ်လေးချတယ်ရောင်းလည်းနဲ့ဖေးထားတယ်ဘယ်တော့မှရချင်နေမတွေ့လို့တွေ့ရနဲ့ကျွန်တော်ဖြောပြတဲ့ဒီပွဲခင်လဲလိုက်ရှာရင်မောနေတယ်